Hello everyone, Sophia ရဲ့ vlog ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ Sophia online အနေမှာထားတဲ့ဝေစာတွေရောက်လာလို့ unboxing လုပ်သွားမှာပါ။တယ်လေးတွေက pre-order မှာရတဲ့အတွက်တစ်လလောက်တော့စောင့်ရတယ်ပေါ့နော်။ဒါဆိုရင်တော့ Sophia နဲ့တူတူ unboxing လေးလုပ်လိုက်ကြရအောင်။ပထမဆုံး box လေးကိုဖွင့်ကြည့်လိုက်ပါမယ်။ဒီ box ကြီးကတော့ Samana ရဲ့ second collection ပေါ့နော် first collection မှာလည်းကအရင်ကြိုက်တာ pre-order တင်မဲ့မရခဲ့လို့ second collection မှာတော့ရအောင်ဝယ်ခဲ့ပါတယ်ဒီ second box ကြီးကကျတော့ twinkle ကနေပြီးတော့ထွက်လာတဲ့ collection လေးပါSophia ဒီအထည်လေးကို online မှာတော့အပြင်မှာ quality ကောင်းမှမလားဆိုပြီးတော့စိတ်ပူနေကြရပါတော့ဒါပေမဲ့ရောက်လာတဲ့အချိန်မှာ quality ရော design ရောပြောစရာမရှိအောင်ကောင်းတဲ့အတွက်နောက်တစ်ခေါက်လည်းမှာဖြစ်မှာပါနောက်ဆုံး box လေးကိုဖွင့်လိုက်ကြရအောင်ဒီအထည်လေးကို Sophia ခက်ခဲနဲ့ကိုလူဝယ်ထားရတာပါဒီနေ့ရောက်လာတဲ့များမှာ Sophia အကြိုက်ဆုံးထည်လေးပါဒီနေ့ unbox လုပ်ထားတဲ့အထည်လေးကိုနောက် video လေးမှာ try လေးလုပ်ပြပါမလို့ video လေးကို like and follow လေးလုပ်ထားပေးပါเนาะဒါဆိုရင်တော့ see you in the next video